အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်နာမည်ကတော့သေးတယ်ပေါ့နော်ဒီ KC မှာကျတော့ဒီရောက်အောင်နေနဲ့တာဝန်ယူထားတော့ပေါ့နော်ဆိုတော့ကျွန်တော်ကဒီစစ်ရှောင်းကရေဘေးတင်ရေကိုပေါ့နော်ဆိုတော့ကျွန်တော်ကန်ကိုအလူလာလောက်တာဖြစ်တော့နော်ကျွန်တော်လူတာကတော့ခုတွေ့တဲ့တိုင်းပေါ့နော်စာရီပါမယ်စီရီပါမယ်ဦးရီပါမယ်ဆော်ရီလည်းပါမယ်ဆိုတော့အဲ့ဒါနဲ့ပါတဲ့ပစ္စည်းတွေလည်းပါမယ်ပေါ့နော်ဟိုဒီတခြား main ကလေးတောက်ဆော့ပစ္စည်းတွေလည်းပါမှာပေါ့နော်နကမှာအလိုစုစုပါတော့90အိတ်ရှိမှာပေါ့နော်ဘယ်လိုခွဲဝေပေးမှာလဲဆိုတော့ဘယ်လိုခွဲဝေပေးမလဲဆိုတော့တဲ့အိတ်ချီနိုးဆန်ဆိုတဲ့တဲ့ရှိတဲ့အိတ်ပေါ့နော်အဲ့လိုမျိုးပေးမယ်ပြီးတော့ဦးဆိုလဲတဲ့အိတ်ကိုတစ်လုံးအဲ့လိုပေးသွားမယ်ပေါ့နော်ဆိုတော့ဆော်ကတော့တစ်ထည့်လားနှစ်ထည့်လားဆိုပြခွဲပေးမှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့လူရတဲ့ရွေချက်တော့ကျွန်တော်အခု KC ဖွဲ့တာကနေရိုက်ဒီလူဆန်မဟုတ်ဆိုရရုပ်ရှင်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီလူဆန်မဟုတ်ရုပ်ရှင်ရတာကလည်းကျွန်တော်ရဲ့ရွေချက်ကဒီလိုမျိုးစစ်ပေးရှောင်းတွေကိုကုညီဖို့တွဲဆိုတော့ကျွန်တော်ရွေချက်လဲပါတယ်ပေါ့နော်ဆိုတော့ဒီအခုလိုမျိုးလဲဒီရေဘေးတိတ်နေတဲ့အချိန်မှာပြည်သူရေဘေးတိတ်နေတဲ့အချိန်မှာကျွန်တော်လူဆန်မဟုတ်ရုပ်ရှင်ကနေရလာတဲ့အလူငွေပတ်စံတွေနဲ့ဒီတခြားအလူရှင်တွေထပ်ရှာပြီးမှကျွန်တော်ရရှိလာတဲ့အလူငွေနဲ့လူပေးတာပေါ့နော်ဆိုတော့ဒီကတော့စစ်ရှောင်းလူမယ်ဆိုတော့ရွေချက်တစ်ခုပါပေါ့နော်ဟိုချောင်းစစ်ရှောင်းမှာဆိုချီနေလို့ရှိပြီလေပေါ့ချီနေလို့ရှိတယ်လဲဆိုတော့ဒီပြီးခဲ့တဲ့လို့ထက်ဆိုင်အများကြီးရေတော့ပြန်ပြီးမှကျသွားရေပေါ့နော်ဒါပေမဲ့ရေကတော့တော်တော်လေးကိုစီးတာနေသေးတယ်ဖြတ်ဖို့တွေ့ရတော်တော်လေးကိုဒုက္ခရောက်အောင်မယ်ပေါ့နော်ဆိုတော့ဒီတော်ရတန်ရနဲ့လဲဖြတ်လို့မလွယ်သေးဘူးဆိုတော့ဒီအခုကလည်းဒီတကန်မှာလည်းဒီဆက်လီရလည်းမလောက်သေးဘူးပေါ့နော်ထပ်ဖြစ်ဆွဲပြောချင်တာတော့ကျွန်တော်ဒီ green မှာကကြတော့စီဘေးတန်နဲ့တခုတည်းမဟုတ်တဲ့ဘာဝဘေးတန်နဲ့ကြုံနေရတဲ့စီဘေးရှောက်တွေပေါ့နော်ဆိုတော့သူတို့တွေပို့ပြီးမှချစ်ကူပေးပါပေါ့နော်ထပ်ပြီးမှအလူရှင်တွေဒီထက်ပို့ပြီးအဆိုင်ကူညီပေးကြပါပေါ့နော်ကျွန်တော်အချင်းချင်းလူရပဲလူကဲတယ်လူကပဲလူတတ်တယ်လူကပဲလူကိုကဲတယ်ဆိုတဲ့စကားမျိုးပေါ့နော်ဆိုတော့လူပေးကြတဲ့လူရှင်အားလုံးလည်းကျေးဇူးပါလို့